တာလဲရှိုင်းလိုက်လားဘာမှမသိရခလေးဘာလို့ရှောင်းလက်ကန်နေရတော့ဒီကောင်ကမင်းဟာလားရှိုင်းလိုက်လားအကောင်လို့မပြောနဲ့လေခလေးရစကားမပြောတော့ဆိုမှအကုန်နားလေလေမင်းကလေးဆိုရင်ပေါ်သားတဲ့ပြုတ်ကိုနိုင်အောင်ထိလေဟမ်ဒီမှာဒီလိုလက်လို့စပယ်လောက်ထားတော့သူများရဲ့ကောင်းသေးတွေပါပန်းနေဟမ်မမြင်ဘူးလားရှိုင်းလိုက်တာနော်ဒီလောက်ပြောနေကြတာမှဒီမှာခလေးရဆိုတာလေမအောင်နိုင်တော့သွားမှာပဲလေတွေးရနေပေါက်မှာပေါ့အဲ့ဘာဖြစ်လို့လဲရှင်ကဘာဖြစ်သွားလို့လဲခုပြောလေမရင်စိတ်လိုက်လို့ရမှာမဟုတ်ဘူးလားဒီကားဒရိုင်ဘာရှင်ဘောစီပြန်လာအစုခါမှာလို့စိုးနေရမလားဘာလို့လဲရေးစင်းလိုက်ပြီးရပဲဥစားရေတံပူယူပြရမလားရေဘူးပါနေတော့ဆွေးလိုက်ဒီမှာမင်းရဲ့အကောင်ရောမင်းရောငေါ့စော်ကားတော်တော်များနေဒီလောက်ပြောနေရကြတယ်မပြီးတော့ဘူးနော်ရိုင်းလိုက်တာနောက်ဆိုရင်အစောကမခံခြင်းလေတက်ရှိရတဲ့တော်တိုင်းကောင်းကောင်းဆက်ဆက်ချက်တောင်းနေလည်းမကန်ပါနဲ့နော်ကျမတောင်းလို့လုံးဝမကြိုက်ဘူးလူစိတ်ရှိပါကားဒရိုင်ဘာရဲ့ကဲဟာလေဟုတ်ကဲ့ကျွန်တော်ခဏနေမှာပြန်ဆက်လိုက်မယ်နော်